ကဲဒီအပတ်ရဲ့ဒရာမာလောကမှာဘယ်ဇက်ကားနဲ့ဘယ်တရုပ်ဆောင်တွေကပရိသတ်တွေကိုအဖမ်းစားနိုင်ဆုံးဖြစ်ပြီး rating ဇယားတွေကိုသိမ့်ပိုက်ထားလဲဆိုတာသိချင်နေကြပြီလား Good Data Corporation ရဲ့နောက်ဆုံးထွက်အဆင့်သတ်မှတ်ချက်တွေအရအခုရက်ပိုင်းလူပြောအများဆုံးနဲ့ trends အဖြစ်ဆုံးဖြစ်နေတဲ့ top drama တွေနဲ့မင်းသားမင်းသမီးတွေကိုအမြန်ဆုံးစူးစီးတင်ဆက်ပေးလိုက်ပါတယ်ပထမဆုံးအနေနဲ့ပွဲဥထွက်ကလေးကနံပါတ်1နေရာကိုတန်းပြီးသိမ်းပိုက်လိုက်တာကတော့ Netflix ရဲ့ Notes from the Last Row ပဲဖြစ်ပါတယ်ဒီဇလန်တွဲဟာလူပြောအများဆုံးဒရာမာစီးရင်မှာထိတ်ဆုံးကရက်တီနေုံတင်မကပါဘူးဇက်ဆောင်မင်းသားတွေဖြစ်တဲ့ Choi Hong Wook နဲ့ Choi Min Sik တို့ကပါလူပြောအများဆုံးတရုတ်ဆောင်စီးရင်ရဲ့နံပါတ်2နဲ့3နေရာတွေကိုအသီးသီးဝင်ရောက်နေရာယူထားကြတာမို့တကယ့်ကိုပေါက်သွားတဲ့ကားလို့ပြောရမှာပါဒါပေမဲ့တရုတ်ဆောင်စီးရင်ရဲ့နံပါတ်1နေရာကိုတော့ဘူးမှလူလို့မရခဲ့ပါဘူးအားလုံးရဲ့အချစ်တော်မင်းသားကြီးဆိုဂျီဆက်က SBS ရဲ့ဇလန်တွဲသစ် Agent Kim Reactivated နဲ့နံပါတ်1နေရာကိုကြကြနနကြီးစိုးထားတာပါဒီဇက်ကားဟာလည်းဒရာမာစီးရဲ့နံပါတ်2နေရာမှာရှိနေပြီးတွဲဖက်တရုတ်ဆောင်ယွန်းချောင်ဟိုကလည်းတရုတ်ဆောင်စီးရဲ့နံပါတ်9နေရာမှာပါဝင်လာခဲ့ပါတယ်နံပါတ်3နေရာမှာတော့ Netflix ရဲ့ Teach You a Lesson ကရပ်တည်နေပြီးမင်းသားကင်မူယိုကတရုတ်ဆောင်စီးရဲ့နံပါတ်9မှာရှိနေပါတယ်ဆက်လက်ပြီးနံပါတ်4နေရာကJTBC ရဲ့ Reborn Rookie ကတော့အဓိကဆက်ဆောင်တွေဖြစ်တဲ့လီဂျွန်ယောင်းနဲ့လီဂျူမြောင်တို့ကြောင့်လူပြောအများဆုံးအဖြစ်ဆက်ရှိနေတာပါအရှိန်အဟုန်နဲ့ခုန်တက်လာတာကတော့ TVN ရဲ့ See You at Work Tomorrow ဖြစ်ပြီးဒရာမာစီးရဲ့နံပါတ်5နေရာကိုရောက်လာသလိုအဓိကတရုတ်ဆောင်တွေဖြစ်တဲ့ So In Good နဲ့မင်းသမီးဂျီဟွန်တို့ကလည်းတရုတ်ဆောင်စီးရဲ့နံပါတ်5နဲ့6နေရာကိုအသီးသီးခုန်တက်သွားခဲ့ကြပါတယ်ဒါအပြင် TVN ကပဲထုတ်လွှင့်တဲ့ The Legend of Kitchen Soldier ကဒရာမာစီးနံပါတ်6ဖြစ်ပြီးမင်းသားပတ်ဂျီဟွန်ကတော့တရုတ်ဆောင်စီးရဲ့နံပါတ်10နေရာမှာပိတ်ပေးထားပါတယ်ကဲအခုလက်ရှိ ranking ဇယားတွေကိုကြည့်ပြီးရုပ်ရှင်ချစ်သူတို့လက်ရှိဆွဆွဲလန်းလန်းကြီးဖြစ်နေတဲ့ကားတွေပါဝင်လားတင်းရဲ့အကြိုက်ဆုံးမင်းသားမင်းသမီးကတော့ဘယ်နံပါတ်မှာရှိနေလဲဆိုတာကိုအောက်က comment မှာရေးပေးခဲ့အောင်နော်နောက်ထပ်လည်း K-drama လောကရဲ့ထူးခြားဆန်းသစ်တဲ့သတင်းတွေနဲ့အဆင့်သတ်မှတ်ချက်တွေကိုလက်မလွတ်တမ်းစောင့်ကြည့်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို follow လုပ်ထားဖို့မမေ့ပါနဲ့အောင်အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေ